အခုမေးထားတာဒီလိုပုံလေးနော်လက်ကတော့ကြိုက်သလိုတက်လို့ရတယ်နော်လက်ဖောင်းပဲတက်လက်ပြက်ပဲသွားရိုးရိုးလက်ပဲသွားကြိုက်သလိုလုပ်လို့ရတယ်သူကလေပင်လေးမှာဒီမှာအစီလေးနော်အစီလေးမှာဖဲပြလေးပြီးတော့ဒါလေးကနေဒီကိုလာပြီးတော့ဒီမှာနော်ဒီဘက်ကိုသွားမယ်နော်ဒီဘက်ကဒီပြန်အုပ်မယ်အောက်ကနေတက်တစ်ခုနော်ဒီနေရာမှာအဟလေးနော်ဒီနေရာမှာကျိုးလေးစီးမယ်ကျိုးမစီးကျင်တဲ့လူလဲဘော်လီကျိတ်နေနဲ့ဖြစ်ဖြစ်နော်တွဲလို့ရတယ်နော်ဒါဒီပုံစံလေးပါအနောက်ကနောက်စစ်နဲ့သွားမယ်ပေါ့နော်အဓိကတော့မာကအရှိချမ်းလေးကိုပြပေးမယ်ဒါကမကဂျိုင်းတောက်ကိုထပ်ထားပြီးသွားပြီပေါ့နော်တောက်တွေကိုထပ်ထားပြီးသွားပြီအနေထားလေးပတန်ဆွဲထားတယ်အဲ့ဒါလေးပြီးပြီဆိုမတို့ကပုံတစ်စင့်ချင်းလေးဖော်မယ်ပေါ့နော်သူကဒီမှာဒီလိုလာမယ်နော်လေပင်လေးကတော့ချင်းချင်းလေးပဲပုံမှန်လေပင်လေးမှာလာပြီးတော့ဒီဘက်ကိုသွားမယ်အဲ့ဒါဆိုမတို့ကဒီမှာဒီလေပင်နော်ဒီလေပင်ကနေသူကလာမယ်လာပြီးပြီဆိုရင်ဒီကနေဒီကိုကဒီလိုအဖက်နော်ဒီလိုကြလာမယ်အဖက်အကြလာမဲ့အဖက်ကကိုကဘယ်လောက်လိုချင်လဲနော်2လက်မလိုချင်တာလား3လက်မလိုချင်တာလား2လက်မခွဲလိုချင်တာလားအဲ့ဒါလေးချိန်ပြီးမတို့ကဒီလိုလေးအသာလေးသွားမယ်ဂျိုင်းတောက်ကတော့မထပ်ပြီးသားနော်အမကိုလိုချင်တယ်လို့ပုံဖော်လိုက်မယ်နော်ဒီမှာဒီနေရာအောင်မတို့ဘာလုပ်လိုက်တာလဲပုံဖော်လိုက်တာနော်ဒီမှာမတို့ပုံဖော်လိုက်ပြီပြီးပြီးတစ်ချက်ချင်းစီပုံဖော်မယ်ဒီမှာမတို့ဖော်ပြီးသွားပြီပြီးရင်ဒီမှာဒီလိုလေးလာမယ်နော်ဒီလိုလေးကကြောက်ဒီလိုမဟုတ်ဘူးမတို့ဒီကနေလာမယ်နော်ဒီကနေမတို့ဒီလိုလာချလိုက်နော်ဒီအဟလေးကကိုယ့်ဘက်ကိုရင်အောက်ကြကြလေးပေါ့နော်ကြကြလေးလှုပ်ချင်းကြကြလေးဆွင်းမယ်နော်ဒီမှာမတို့ဒီလိုပုံဖော်လိုက်မယ်ဒါဒီအကြောင်းကဒီနေရာကိုပုံဖော်ထားတာဒီအကြောင်းကနော်ဒီအခုဆွဲတာဟာဒီအကွေးလေးကိုပုံဖော်ထားတာနော်တစ်စင့်ချင်းစီလုံးမယ်နော်ဒါမှမဟုတ်ဒီထပ်ဆိုင်ချင်လေဒီလိုထပ်ဆိုင်လို့ရတယ်နော်ကိုဆက်ဆိုင်လေးဝိရဲတယ်ဆိုရင်ဆက်ဆိုင်လေးလုပ်လို့ရပါတယ်မဝိရဲဘူးဆိုအပေါ်တင်နဲ့တင်လို့ရပါတယ်နော်ဒီလိုပြီးသွားပြီဂျိုင်းတောက်ကတော့ထပ်ထားပြီးသားပတ်တန်ဖြစ်တဲ့အတွက်ဒီမှာအဆင့်ကိုဖြောက်ပြီးတော့မှကတခါလေးပြထားပြီးရနော်အမြဲဖြောက်နေရတော့ဗီဒီယိုဖိုင်ရှင်းမှာရောက်တခါလေးဖြောက်ထားပြီးနော်ဒီလိုလေးဆွဲပြီးသွားပြီဒီရဲ့အကျယ်ကလည်းကိုစိတ်ကြိုက်ကျယ်လို့ရပါတယ်အဲ့ဒါလေးပြီးပြီဆိုမတို့ကကြတော့ဒါကပိတ်ခေါင်းနဲ့သွားမယ်နော်အလဲကပိတ်ခေါင်းနဲ့သွားမယ်ပြီးတော့မတို့ဒီနေရာမှာဟအောင်ဘယ်နာမှပဲမတို့ဟိုထိုးမလဲဆိုလဲနူးတောက်ထိုးမှာဒီကနေဒီကိုမတို့အပေါ်ကနေပြီးတော့ရင်းတကြောင်လာမယ်နော်လဲပင်မူရင်းလဲပင်တော့မတို့မချဲတော့ဘူးချဲကျင်တပါဆုံးလဲ2စိမ့်လောက်ပဲချဲမယ်နော်သူကလဲပင်ပိတ်လေးနဲ့သွားမှာဖြစ်တဲ့အတွက်ဒီကနေမတို့ဒီကိုနှိုးထိတ်ကိုထောက်မယ်ပြီးအပေါ်ကနေအောက်ကို4စိမ့်ဆင်းမယ်နော်ဆင်းပြီးရင်ဒီလိုထောက်မယ်เนาะဒီနေရာနေမှာဟအောင်တောက်ထက်မယ်ပြီးဆိုရင်ဒီနေရာလေးကိုလည်းမတို့ဘယ်လောက်လဲ2စိတ်เนาะဒီဟာလေးကိုကြာ2စိတ်ဒီကနေဒီကြာဘယ်လောက်လဲ4စိတ်เนาะအဲ့ဒါမတို့တောက်ကလေးတွေထပ်ပြစ်မယ်ဒီမှာကြာတော့မတို့ဘာလောက်ထားပြီးွားကြီးလဲဆိုတော့ဂျိုင်းတောက်ကထပ်ပြီးသားเนาะအဲ့ဒါဆိုရင်အဲ့ပတန်လေးကိုမတို့ကတောက်တွေအရင်ထပ်ပြစ်မယ်เนาะမမတို့တောက်လေးထပ်လိုက်မယ်နော်တောက်ကလေးထပ်ပြစ်မယ်ပြီးတော့ဒီမှာဘယ်လောက်ပြန်ပြီးတော့ထပ်မလဲ2စိတ်နော်2စိတ်ထပ်မှာမဟုတ်2စိတ်စားပြစ်မယ်အဲ့ကြရင်မတို့စားပြွားရေးဆိုရင်ဒီမှာမတို့ကျွေးထားရင်ကြောင်းကစောင်းသွားတာတို့ဘာလို့ဖြစ်တယ်ဆိုရင်ဒါလုပ်ဝင်မယ်တဲပြန်ယူပေးမယ်နော်အဲဆိုမှအဲ့နေရာလေးကိုညှက်ချလိုက်မယ်အရင်ဆုံးဒီနေရာလေးကိုပဲအရင်ဆုံးညှက်ချလိုက်မယ်နော်မြင်တာဒီလိုလေးနော်ဒီလိုလေးရင်ဆုံးညှက်ချလိုက်တယ်နော်ဒီဟာကြတော့ဒီနေရာကြတော့ဒီနေရာလေးပေါ်သွားပြီတောက်ကလေးတွေလည်းထပ်ပြီးသွားပြီဒီမှာတောက်ကလေးလည်းစားပြီးသွားပြီပေါ့နော်ရင်ဘတ်မဟအောင်နော်အဲ့ဒါလေးပြီးပြီဆိုရင်မတို့ကဒီမှာနော်ဒါကတစ်စင်ဒီဘက်ကိုလာမှာဆိုတော့ဒီနေရာလေးကဟမှာကြောက်တဲ့အတွက်မတို့တောက်ထိုးမယ်ဘယ်လောက်လဲ3စိမ့်တောက်လောက်ထိုးပေးမယ်နော်ဒီနေရာလေးကို3စိမ့်တောက်လောက်ထိုးပြီးပြီဆိုရင်မတို့ကပ်ပေးမယ်လက်ကတော့ကိုယ့်ကိုလက်ဖောင်ပဲသွားရိုးရိုးလက်ပဲသွားလက်ပြက်ပဲသွားเนาะကြိုက်တာသွားလို့ရဒီမှာမတို့ဘာလုပ်ပေးမလဲဆိုတော့ထပ်ပေးမယ်เนาะဒီနေရာလေးမှာဟာအောင်ဘယ်နေရာလေးလဲဆိုတော့မတို့သွားတဲ့ချိန်ကျရင်ဒီနေရာလေးเนาะဒီနေရာလေးမှာဟာအောင်3စိမ့်ထိုးပေးမယ်เนาะအဲ့လေးပြီးပြီဆိုရင်မတို့ကကြတော့ဒီဟာကိုမတို့ကကြတော့ဒါကိုတက်ယူမယ်ဒါကိုတက်ယူမယ်เนาะတက်ယူမယ်ဟာကိုမက
ဆော့ပင်နဲ့ဆိုပြမယ်နော်အခုဒီကနေနော်ဒီကိုလာတယ်ဒီဟာကိုမတို့ကပတ်တန်တစ်ခုနော်ဒီဟာကိုမတို့ကပတ်တန်တစ်ခုသွားမယ်နော်ဒီပုံစံကိုပတ်တန်တစ်ခုသွားမယ်နောက်ထပ်ကဒီဟာကနေဒီကိုနော်ဒီဟာကနေပြီးတော့အောက်ပိုင်းကိုပတ်တန်တစ်ခုသွားမယ်နော်ပတ်တန်တစ်ခုသွားမှဖြစ်တဲ့အတွက်မတို့တစ်ခုကိုကြတော့ copy ဆွဲရမယ်နော်မတို့ဒီအပိုင်းလေးကတတ်တစ်ခုသွားမယ်ဒီအပိုင်းလေးကတတ်တစ်ခုသွားမယ်အဲ့ဟာဖြစ်တဲ့အတွက်မတို့ကတစ်ခုတော့ copy ကူးရမယ်မကဒီဟာလေးကို copy လေးကူးပေးမယ်နော် copy ကူးတဲ့ခါကျရင်ဒီမှာနော်ပတ်တန်တစ်ခုကိုယူမယ်ယူပြီးဆိုရင်ဒီလိုလေးချမယ်နော်ချပြီးဆိုရင်အခုဒီအတိုင်းလေးပဲနော်လိပ်စုလေးနဲ့လိပ်မယ်နော်ဒါလေးတွေကိုမှကအပွားနေပြီးတော့လိပ်စုလေးနဲ့လိပ်မယ်ဒီတစ်ခုလုံးမှာက copy ကူးထုတ်မှာเนาะနားမလည်မှာကြောက်ဒီတစ်ခုလုံးမှာက copy ကူးထုတ်လိုက်ပြီเนาะအခုမှချစ်ထားတဲ့ဒီချစ်ထားတဲ့အပိုင်းမှာက copy ကူးထုတ်လိုက်ပြီเนาะဒီမှာ copy ကူးထုတ်လိုက်တဲ့အတွက်ဒီမှာပေါ်လာလိမ့်မယ်เนาะဒီမှာတော့မမြင်ရဘူးပေါ်လာတဲ့ဟာကိုမတို့ဘာလုပ်မလဲကက်ချီလေးနဲ့ညှပ်ပေးမယ်เนาะဒီမှာမတို့ copy ကူးထုတ်တဲ့ဟာလေးကိုညှပ်ပြီးသွားပြီဆိုရင်ဒီမှာလာပြီးတော့ပြန်ပြီးတော့ထပ်ကြည့်လိုက်ဒီလိုလေးဖြစ်သွားပြီနားလဲเนาะဒီလိုလေးဖြစ်သွားပြီအဲ့ဒါဆိုရင်ဒီပတ်တန်မှာကြတော့ဒီဟာမလိုတော့တဲ့အတွက်မတို့လိုချင်တဲ့ဟာပဲမလုပ်မလဲဖြတ်ထုတ်လိုက်တော့เนาะယူလိုက်တော့ဒီထိဖြစ်သွားပြီနားလဲเนาะဒီထိဖြစ်သွားပြီပြီးရင်မတို့ကမလိုရတဲ့ဟာတွေတောက်တွေကိုညှပ်ထုတ်မယ်ဒါတွေကိုမတို့ညှက်ထုတ်လိုက်ပြီเนาะညှက်ထုတ်လိုက်ပြီဒီမှာဗာလဲဒီလိုပုံစံလေးလာလိုက်ပြီเนาะပေါ်လာပြီเนาะဒီလိုပုံစံလေးလာသွားပြီဒီမှာကြည့်ဒီတစ်ချမ်းကိုပဲကြည့်ပါလက်တော့မပါဘူးပေါ့เนาะဒီမှာမတို့ဒီအဖက်လေးပါပြီးပြီဒီအောက်ကဟာလေးလာပြီးပြီဆိုရင်မတို့ကဒီမှာဆိုရင်မတို့ကဒီလိုမချုပ်ဘူးဒါကိုမတို့ခွဲထုတ်တဲ့ခါကျရင်မတို့ကအလိုက်တင်လေးဒီမှာဆွဲထုတ်လိုက်မယ်ကိုယ့်ရဲ့အလိုက်တင်လေးဒီကိုယ်လေးထားခြင်းလားဒီလိုဒဲလေးပဲအလိုက်တင်လေးသွားခြင်းလားဆိုပြီးတော့ဒီဘက်တန်ကိုမတို့ဘာလုပ်မလဲဒီလိုလေးပဲညှက်ထုတ်ပလိုက်မယ်เนาะအလိုက်တဲ့နေမှာတော့မလုပ်မလဲညှက်ထုတ်လိုက်မယ်ညှက်ထုတ်တဲ့ခါကျရင်မတို့ဒီမှာ note ထိတ်အမှတ်ကိုမှတ်ထားเนาะသူ့နေရာနဲ့သူပြန်တွဲဆက်တဲ့ချိန်ကျရင်မှန်နေလိမ့်မယ်เนาะဒီမှာပါအဲ့ဒါပြီးပြီဆိုရင်ဒီနှစ်ခုမတို့ကပြန်ပြီးတွဲဆက်မယ်ပြီးပြီဆိုရင်ဒီဟာလေးကဒီမှာဘွားနေသူ့ဘက်သူလာလိမ့်မယ်ပေါ့เนาะလာပြီးရင်ဒီမှာမတို့ကကြိုးတက်ချင်တယ်ကြိုးတက်မယ်ကြိုးမတက်ချင်ဘူးဆိုရင်ဘာလုပ်မလဲဆိုတော့ပေါ်လီဂျိတ်ဖြစ်တက်မယ်ပေါ့เนาะဒီမှာပါကိုလိုချင်တဲ့အပိုင်းလေးကိုတစ်ဆင့်ချင်းစီခွဲထုတ်သွားပါเนาะဒါလေးမှာတိတ်ကပ်ပြီးပြန်ပြပေးမယ်ဒီမှာဆိုရင်ကတိတ်လေးပြန်ကပ်ပြီးသွားပြီเนาะတိတ်လေးပြန်ကပ်ပြီးသွားပြီပြီးရင်အပေါ်လောကဒီမှာဒီလိုလေးလာမယ်ပေါ့เนาะဒီနေရာမှာတချို့ဆိုလည်းဒီနေရာလေးမှာအတွန့်လေးတွေထည့်တာရှိတယ်เนาะအနာတွန့်လေးတွေထည့်တာရှိတယ်နာတွန့်ထည့်ခြင်းလည်းကိုယ့်ကိုထည့်လို့ရပါတယ်မှာအင်ကြီးလေးကဒီလိုပုံစံလေးဖြစ်သွားပါပြီเนาะဒါဆိုရင်ဒီမှာပါနောက်တစ်ချမ်းလာမယ်ဆိုရင်ဒီဘက်ချမ်းနဲ့ဒီဘက်ချမ်းပြန်ပြီးတော့တွဲဆက်လိုက်ရုံပါပဲเนาะဒီမှာပါ level လေးကကက်လေးပါကိုလုံးမဲ့တော့ကိုလုံးမသွားပဲနဲ့ကိုယ့်ကိုအပြားလေးပဲကိုပေါ့เนาะဒါဆိုလဲနှစ်လွှာသုံးကျင်လဲသုံးလို့ရတယ်เนาะကိုစိတ်ကြိုက်လေးသွားလို့ရပါတယ်ဒီမှာပါဒါဆိုရင်အင်ကြီးလေးပြီးပါပြီလက်ကတော့ကိုစိတ်ကြိုက်လက်ဖောင်ပဲတော့လက်ပြတ်ပဲတော့ရိုးရိုးပဲတော့သွားလို့ရပါတယ်เนาะ